င်္ဂလာပါရှင်ခေရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်နော်ဒီနေ့လေးမှာတော့ဂျိုင်းတောင်ကိုတက်တာကိုမီနီဘလော့လေးလုပ်ထားပါတယ်ရှင်အခုကတော့ဂျိုင်းတောင်ချီကိုရောက်ပြီပေါ့နော်ဒီဂျိုင်းတောင်ရဲ့ထူးခြားချက်ကတော့တဝက်လောက်ထိကိုကားနဲ့တက်ပြီးတော့ကျန်တဝက်ကိုလမ်းလျှောက်တက်ကပေါ့နော်ကျွန်တော်ကျတော့လူငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့လမ်းလျှောက်ပြီးတော့ပဲတက်ပါတယ်တကယ်လို့လူကြီးဆိုရင်တော့အောက်မှာကားငှားလို့ရတဲ့နေရာတွေရှိရပေါ့နော်ဟောဒီနေရာလေးကကြတော့လမ်းအလယ်လောက်မှာပေါ့တောင်ရဲ့သုံးပုံတပုံကြော်လောက်ဖြစ်မယ်ထင်တယ်ဖြူလေးကလည်းအရန်လေးလှတယ်ခဏမောပန်းဖြည့်နေရပါတော့ဒီနားနဲ့ကြည့်လိုက်မယ်ဆိုရင်ထိုင်ကုန်လေးနဲ့ဆိုတော့အရန်အေးချမ်းပြီးတော့လေဒီဖန်မျိုးကြီးကိုမြင်ရတယ်ဒီကျိုင်းတောင်ကရွှဲကပင်တို့တောင်ဝိုင်းတို့ထက်ကိုနှိမ့်နေတောင်ပေါ့နော်ဒီလိုတောင်အကြီးကြီးရေမတက်နိုင်တဲ့သူတွေဆိုရင်ဒီကျိုင်းတောင်ကိုတက်လို့ရပါတယ်ကျိုင်းရန်တောင်ကတက်လို့အလွယ်ဆုံးတောင်တွေထဲကတစ်ခုပါရှင်အခုကတော့3ပုံပုံ2ပုံရောက်လာခဲ့ပါပြီဒီတောင်ကကြတော့ဆွဲကပင်တို့တောင်ဝိုင်းတို့လိုမျိုးဒီတောလန်းထဲကနေသွားရတဲ့နေရာမဟုတ်ပဲနဲ့ဒါလူလောက်ထားတဲ့လမ်းပေါ့နော်ဒါကားလဲမောင်းပြီးတော့တက်လို့ရတဲ့နေရာဒီနေရာလေးကလည်းနောက်ထပ် view တစ်ခုပါဒီကနေကြည့်မယ်ဆိုအရန်လာတာပဲအတောင်ကြီးလည်းမြင်ရတယ်အောက်မှာဒီနေတဲ့အိမ်လေးတွေနဲ့မြင်ခွင့်ကတော့ကျယ်ကြီးပဲလမ်းမှာလည်းမောလာရင်တောက်ဖို့ဒီလိုမျိုးရေအိုးစင်တွေထားထားပေးရနော်对呀，这边西大嘛了？西大吗？这八个人嘛，谁来呗？他标了喏，背了都。ခင်တို့ဒီကြိုင်းတောင်ကိုတက်ရင်းနဲ့မိုးလေးကလည်းဖွဲလေးကျလာလို့ခဏနားဖို့လေးရသေးတယ်အခုကတော့မိုးပြန်တိတ်သွားတော့လမ်းပြန်ဆက်ရှောင်နေရပါရှင်ပြီးတော့တောင်ပေါ်ရောက်လာလဲဒီလိုမျိုးမြူပုံးမြူငွေနယ်လေးတွေ့ရနေပဲပို့ပြီးတော့လည်းအေးလာတယ်နောက်ပြီးတော့ဒီနေရာမှာမြောက်တွေလည်းရှိရနော်ဒီမှာတွေ့ခဲ့တာမြောက်လေးတစ်ခါဒါမဲ့ဒီနေရာမှာမြောက်နေတယ်တောင်ပေါ်ရောက်တဲ့ခါကျရင်မြောက်တွေအရမ်းများတယ်ဒီလားအခုကခင်ပထမပြောခဲ့သလိုမျိုးပေါ့နော်ကားကိုဒီနားထိတက်လို့ရတယ်ပြီးရင်အပေါ်ကိုဆက်တက်ကမှာပေါ့နော်ခြေရောက်နဲ့ဆက်တက်ကမှာဒီလေကားကနေအပေါ်ကိုထပ်တက်ရမှာပါရှင်ဒီနေရာလေးကနေလုံးဝ forest ဆန်ဆန်နေတယ်လားမြူပိုးမြူဝေးလေးတွေနဲ့အပင်လေးတွေနဲ့လေအုံမိုင်းရောအနေချင်းစရာလေးဒါဆိုရင်ခေရဲ့ကြိုင်းတောင်တက်တဲ့ဘလော့လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်ဘာဖြစ်လို့လဲဆိုတော့အပေါ်တက်လိုက်တော့မြောက်တွေအရန်များတယ်ကိုရီကိုရန်လို့တော့လေခေတအားကြောက်သွားတယ်တောင်ထိပ်ထိတော့မရောက်လိုက်ဘူးဒီလမ်းတစ်ဝက်လောက်ထိပဲရောက်လိုက်ပါတယ်ရှင်မဟုတ်ရင်ဒီတောင်အပေါ်ထိတက်မလို့ကိုကအားခဲထားမြောက်ကလေခင်တို့တွေ့ပြီးတော့
ဒါဖြစ်လို့လည်းတော့မသိဘူးအရန်လိုက်လို့လေခင်တို့ကြောက်ပြီးပြေးစင်းရတယ်အဲ့နဲ့ကြာရင်တောင်အထိတ်ကိုမရောက်လိုက်ပါဘူးရှင်ခင်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတက်တာပါရှင် bye